အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရဗျဒီနေ့မှာတော့ကျွန်တော်8ရက်4လ2026ဗုဒ္ဓဟူးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနေပုံနဲ့တို့အရင်ဆုံးပြောပြပေးခြင်းပါတယ်ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်2ခွန်အချိန်ဖြစ်ပါတယ်1689နဲ့ကတ်မှာဖြစ်ပါတယ်ဗျ2ခွန်အချိန်ကို1689နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပုံနဲ့8ခွက်ကတော့2126 2829ခွန်1ခွန်6ခွန်8ခွန်9ဆိုပြီးတော့ပုံနဲ့8ခွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနေပုံနဲ့ဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့2ခွန်လုံးပိုင်းဖြစ်ပါတယ်2ခွန်လုံးပိုင်းဖြစ်ပါတယ်ဗျဗုဒ္ဓဟူးနေ့နေကုန်မထီမပေါက်ကီး3လုံးကတော့6ခွန်8ကီးဖြစ်ပါတယ်6ခွန်8ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗုဒ္ဓဟူးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel မှာအများနဲ့အားပေးနေတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများတင်ပါတယ်ခုနှစ်ရသားသမီးများအပူရရှိလို့ရှိရင်လည်းအမြင်ဆုံးငြိမ်းကြပါစေဗျနော်